Come to grandma's lap, come and clap, clap, clap. ကလေးတို့ရဲ့ပုံမြင်ကပါအပွားရဲ့ရင်ခွင် လုံးမဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ရုရှားပုံမြင်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်ပုံမြင်လေးရဲ့နာမည်ကသမီးလိမ္မာမဟာရွှေသွေးတဲ့အတူတူနားထောင်ကြရအောင်နော်။အိုးရှိတုန်းကရုရှားနိုင်ငံရဲ့မြို့ငယ်လေးတစ်ခုမှာညီကိုနှစ်ယောက်ရှိကြတယ်။အကိုကချမ်းသာပြီးညီဖြစ်တဲ့သူကဆင်းရဲတယ်တဲ့။သူတို့ညီကိုနှစ်ယောက်တနေ့တော့အတူတူခီးသွားကြရတယ်တဲ့။ဆင်းရဲတဲ့သူကမြင်းမဆွဲတဲ့လှဲကလေးနဲ့ချမ်းသာတဲ့သူကတော့မြင်းထီးဆွဲတဲ့လှဲကလေးနဲ့ပေါ့လေ။ညမိုးချုပ်တော့လှဲဝိုင်းတစ်ခုမှာစခန်းချပြီးအိပ်ကြတယ်ညတကောင်လောက်ရောက်တော့ဆင်းရဲတဲ့သူရဲ့မြင်းမကမြင်းကလေးမွေးတယ်မြင်းကလေးကချမ်းသာတဲ့သူရဲ့လှဲအောက်ကိုသွားပြီးဝစ်နေတယ်တဲ့နောက်တစ်နေ့နည်းနည်းမိုးလင်းတော့ချမ်းသာတဲ့သူကသူ့ညီဆင်းရဲသားလေးကိုအိယာကနေနှိုးပြီးပြောတယ်လေဟဲ့ညီလေးထားအောင်ဒီမှာငါလှဲရမြင်းလေးတစ်ကောင်မွေးနေတယ်ကွဒီတော့ဆင်းရဲသားလေးကထလာပြီးပြောတာပေါ့အကိုကလည်းလှဲကမြင်းမွေးတယ်လို့ကြားသားမိုးကြိုးဗျာကျွန်တော်မြင်းမမွေးတယ်မြင်းမဗျမင်းမြင်းမကမွေးရင်ဒီမြင်းကလေးကမြင်းမနာလေးမှာနေမှာပေါ့ဒီလိုနဲ့ညီကိုနှစ်ယောက်စကားများပြီးတရားသူကြီးစီကိုရောက်ကြပါတယ်ချမ်းသာတဲ့သူကငွေရှိတော့တရားသူကြီးကိုငွေနဲ့လက်ထိုးတာပေါ့လေဆင်းရဲတဲ့သူကတော့တရားသူကြီးကိုအမှန်တိုင်းပဲပြောနိုင်ရှာတယ်နောက်ဆုံးကြတော့ဒီအမှုဟာဇာပင်ကြီးစီကိုရောက်ပါလေရောရုရှားပြည်မှာရှေးတုန်းကဘင်းတွေကိုဇာလို့ခေါ်ကြတယ်ဒီတော့ဇာပင်ကြီးကညီကိုနှစ်ယောက်ကိုရှေ့တော်ကိုခေါ်ပြီးစကရာလေးရဲ့ဝတ်တယ်လေကဘာပေါ်မှာအရှိန်ပြင်းဆုံးအမြန်ဆုံးအစီအများဆုံးအနူးညံ့ဆုံးနဲ့ချစ်စရာအကောင်းဆုံးဟာဘာလဲဒီမေးခွန်းတွေကိုအဖြေရှာဖို့အချိန်3ရက်ပေးမယ်မောင်မင်းတို့4ရက်မြောက်တဲ့အခါငါထံကိုလာပြီးအဖြေပေးကြမှန်လားပါအရှင်မင်းမြတ်ကဘာပေါ်မှာအရှိန်ပြင်းဆုံးအမြန်ဆုံးကပါလဲအစီအများဆုံးဟာကပါလဲအနုညံ့ဆုံးဟာကပါလဲချစ်စရာအကောင်းဆုံးဟာကပါလဲဒီစကားတွေကိုဖြေဖို့အချိန်3ရက်ပေးလိုက်တယ်4ရက်မြောက်တဲ့အခါငါးစီကိုလာပြီးအဖြေပေးကြရမယ်လို့ဇာပင်ကပြောလိုက်တယ်ချမ်းသာတဲ့သူကလည်းအဖြေကိုစဉ်းစားတာပေါ့လေသူစဉ်းစားလို့မရတာနဲ့နောက်ဆုံးသူ့မိတ်ဆွေတယောက်ကိုသတိရသွားပြီးအကြံသွားတောင်းလိုက်တယ်သူ့မိတ်ဆွေကတော့ကဘာပေါ်မှာအချိန်ပြင်းဆုံးကသူမွေးထားတဲ့သူ့အိမ်ကမြင်းနီမာကြီးလို့ဖြေပေးလိုက်တယ်ဘလောက်အချိန်ပြင်းတယ်လဲဆိုရင်ကျိန်ကလေးတစ်ချက်တူကြည့်လိုက်တာနဲ့ရုံငူတောင်အမိလိုက်နိုင်တယ်လို့ပြောတယ်နောက်ထပ်ကဘာပေါ်မှာအစီအများဆုံးဟာဘာလဲဆိုတဲ့အဖြေကိုလည်းသူမွေးထားတဲ့နှစ်သားဝတိကလေးဟာအစီများဆုံးဘလောက်များစီများတယ်လဲဆိုရင်အခုထတောင်မထနိုင်တော့ဘူးလို့ဖြေပေးလိုက်တယ်နောက်ထပ်တစ်ခုဖြစ်တဲ့ကဘာပေါ်မှာနုညံ့ဆုံးကဘာလဲဆိုတဲ့မိခွန်းရဲ့အဖြေကိုလည်းမှုတ်သွထားတဲ့မှုရဟာနုညံ့ဆုံးလို့ဖြေပေးလိုက်တယ်နောက်ဆုံးစကားထားဖြစ်တဲ့ကဘာပေါ်မှာချစ်စရာအကောင်းဆုံးဆိုတာဘာလဲဆိုတဲ့ဟာကိုလည်းကဘာပေါ်မှာချစ်စရာအကောင်းဆုံးဟာသူမြေးကလေးအီဗန်နုစ်ကသူ့ထက်ချစ်စရာကောင်းတာဘယ်မှမရှိဘူးလို့ဖြေပေးလိုက်တဲ့သူမိတ်ဆွေစီကအဖြေကိုရတော့ချမ်းသာတဲ့သူကစိတ်အေးသွားတယ်ကျေးဇူးတင်ကြောင်းပြောလိုက်ပြီးချမ်းသာတဲ့သူကအိမ်ကိုပြန်ခဲ့လိုက်တယ်ဆင်းရဲတဲ့သူကတော့မျက်ရည်တွေတွေနဲ့အိမ်ကိုပြန်သွားတာပေါ့လေအိမ်ပေါက်ကိုလည်းရောက်ရော9နှစ်ရွယ်သူ့သမီးကလေးနဲ့တွေ့တယ်သားသမီးဆိုလို့ဒီကလေးလေးတယောက်ပဲရှိတယ်လေသူ့ဖေမျက်နှာမကောင်းတာကိုသူ့သမီးလေးကတွေ့တော့ပြပါဖြစ်လို့ငိုးနေရတာလေလို့ကလေးလေးကမေးတော့မငိုပဲနေနိုင်မှာမလားသမီးရဲ့ဇာပင်ကဖေဖေတစ်တလုံးမဖြစ်နိုင်မဲ့စကားထားတွေဝှက်လိုက်တာလို့သူ့သမီးလေးကိုပြောပြလိုက်တယ်ဘာစကားထားတွေလဲဖေဖေသမီးကိုပြောပြပါအောင်လို့ကလေးလေးကမေးတော့ဖခင်ဖြစ်တဲ့သူကလည်းစကားထားတွေအကြောင်းကိုပြောပြလိုက်တယ်ပြီးတော့သမီးလိမ္မာလေးကဖေဖေရဲ့အရှိန်ပြင်းဆုံးဟာလေးပေါ့အစီအများဆုံးဟာမြေပေါ့တတ္တဝါတွေအပင်တွေကိုမြေကြီးကကျွေးမွေးနေတယ်မဟုတ်လားအနူးညံ့ဆုံးဟာလက်ပေါ့လူတွေဟာဘယ်မှာပဲအိမ်အပြင်းဆုံးနဲ့အမြန်ဆုံးကလေပေါ့အစီအများဆုံးကမြေတတ္တဝါတွေအပင်တွေကိုမြေကြီးကကျွေးမွေးနေတယ်မဟုတ်ဘူးလား
နုညံဆုံးဟာလက်ပေါ်ဖေဖေရဲ့လူတွေဟာဘယ်မှာပဲအိတ်လက်ပေါ်မှာခေါင်းအောင်ရတာပဲမဟုတ်ဘူးလားချစ်စရာကောင်းဆုံးကအစ်ဆက်ချင်းပေါ်ဖေဖေရဲ့လို့သင်ပေးလိုက်တယ်ဒီရဲ့မြောက်တဲ့နေ့ကိုရောက်လာတော့ညီကိုနှစ်ယောက်ဟာဇာဘင်ရဲ့ရှိတော်ကိုဝင်ကြရတယ်ဇာဘင်ကလည်းသူတို့နှစ်ယောက်ဖြေတဲ့ဖြေတွေကိုနားထောင်ပြီးတော့ဒီအဖြေတွေကိုကိုဖသာတွေးယူတာလားတယောက်ကဖြေပေးတာလားလို့ဆင်းရဲတဲ့သူကိုမေးလိုက်တယ်ရှင်မင်းကြီးကျွန်တော်မျိုးမှာ9နှစ်အရွယ်သမီးကလေးရှိပါတယ်သမီးကလေးကဖြေပေးတာပါလို့ဆင်းရဲတဲ့သူကပြန်လဲပြီးတော့ရှောက်ပြန်လိုက်တယ်အဲ့ဒီခါဇာဘင်ကြီးက ဒီပိုးချီမြင်တပင်ကိုယူသွားပြီးမနှက်ဖြန်အမိကျွန်ုပ်ဖို့မျက်နှာတုပ်ပွားရက်ပေးရမယ်လို့ခိုင်းပေးပါ မှန်လားပါအရှင်မင်းမြတ် မောင်မင်းရဲ့သမီးကလေးဟာတကယ်ပညာရှိပါပေတယ်အဲ့ဒီတော့ဒီပိုးချီမြင်တပင်ကိုယူသွားပြီးမနှက်ဖြန်အမိကျွန်ုပ်ဖို့မျက်နှာတုပ်ပွားတစ်ထည်ရက်ပေးရမယ်လို့ခိုင်းလိုက်ပါဆိုပြီးမှားလိုက်တယ်ဆင်းရဲတဲ့သူကလည်းပိုးချီမြင်ကိုယူပြီးအိမ်ကိုပြန်လာခဲ့တာပေါ့အိမ်ကိုရောက်တော့သမီးလေးကိုတွေ့တော့ပြောပြတာပေါ့လေအဲ့ဒီတော့သမီးလိမ်မလေးကမပူပါနဲ့ဖြစ်ဖြစ်ရဲ့လို့သမီးလေးကပြောပြီးဓမျက်စီးတန်လေးကိုချိုးလိုက်တယ်မနေ့ပြန်ကြရင်ဟောဒီဓမျက်စီးတန်ကလေးကိုဇာဘင်းကြီးစီကိုယူသွားပြီးဆက်သားလိုက်ပါဖြစ်ဖြစ် မျက်နှာတုပ်ပွားရက်ရအောင်ရက်ကန်းစင်တစ်ခုဒီတမျက်စီးတန်နဲ့လှုပ်ပေးပါ ကောင်းပြီသမီး ပြီးရင်မျက်နှာတုပ်ပွားတစ်ထည်ရက်ရအောင်ရက်ကန်းစင်တစ်ခုကိုဒီဓမျက်စီးတန်နဲ့လှုပ်ပေးပါလို့ဇာဘင်းကြီးကိုခိုင်းပါလို့သမီးလေးကသူ့အဖေကိုသင်ပေးလိုက်တယ်ဒီလိုနဲ့နောက်တစ်နေ့ရောက်တော့ဆင်းရဲတဲ့သူကလည်းဇာဘင်းကြီးစီကိုသွားပြီးသူ့သမီးလေးသင်ပေးလိုက်တဲ့အတိုင်းရှောက်တော့တာပေါ့အဲ့ဒီအခါဇာဘင်းက ဒီကြက်ဥတွေကိုမောင်မင်းရဲ့သမီးကိုပေးပါမနှက်ဖြန်မနှက်မိုးလင်းရင်ကြက်ကလေး150ပေါက်အောင်လုပ်ပေးရမယ်လို့ခိုင်းပါ ကောင်းပါပြီအရှင် သူ့ကိုနောက်ထပ်ကျက်ဥ150ပေးပြီးပြောပြန်တယ်ဟောဒီကျက်ဥတွေကိုမောင်မင်းရဲ့သမီးကိုပေးပါမနှက်ဖြန်မနှက်မိုးလင်းရင်ကြက်ကလေး150ပေါက်အောင်လုပ်ပေးရမယ်လို့ခိုင်းပါသင်ရတဲ့သူလည်းခါတိုင်းနဲ့စိတ်ညစ်ပြီးပြန်လာတာပေါ့အိမ်ရောက်တော့သမီးရေဖေဖေကတော့ဒုက္ခရောက်ပြီအခက်တခဲတစ်ခုပြေးသွားရုံပဲရှိသေးတယ်နောက်တစ်ခုကပေါ်လာပြန်ပြီလို့ညီးပြီးဇာဘင်းကြီးကကျက်ဥဖောက်ခန့်လိုက်တဲ့အကြောင်းကိုပြောပြတယ်ဒီတော့သမီးလိမ္မာလေးကမပူပါနဲ့ဖေဖေရဲ့လို့ဆိုပြီးကျက်ဥတွေအကုန်ကိုညစာချက်ပစ်လိုက်တယ်ပြီးတော့သူ့အဖေကိုဇာဘင်းကြီးစီကိုသွားပြီးဟောဒီလိုရှောက်ပါလို့တခါသင်ပေးလိုက်ပြန်တယ် ကြက်ကလေးတွေတနေ့စာစားဖို့စပားစေးလိုနေတယ်ဒီတော့တနေ့ထဲမှာလဲကိုထွန်းစပားကိုစိုက်ကောက်ကိုရီတော့ချက်ချင်းနယ်ပြီးစပားစေးပုံမှဖြစ်မယ်လို့ရှောက်ချီပါ ကောင်းပါပြီသမီး ပြီးတော့ဖေဖေဇာဘင်းကြီးစီကိုအခုသွားပြီးလိုပဲရှောက်ပါကြက်ကလေးတွေတနေ့စာစားဖို့စပားစီလိုနေတယ်ပြီးတော့ဒီတနေ့တည်းမှာလဲကိုထွန်းစပားကိုစိုက်ကောက်ကိုရိပ်ပြီးတော့ချက်ချင်းနယ်ပြီးစပားစီပုံမှဖြစ်မယ်လို့ရှောက်ချီပါလို့ခိုင်းလိုက်တယ်ဆင်းရဲတဲ့သူကလည်းသူသမီးလိမ္မာလေးမှားလိုက်တဲ့အတိုင်းဇာဘင်းကြီးကိုရှောက်တာပေါ့ဇာဘင်းကြီးရဲ့တခါနောက်ထပ်တစ်ခုခိုင်းမြန်တယ် မောင်မင်းရဲ့သမီးကိုအဝတ်လည်းမဟုတ်ကိုတုံးလုံးလည်းမဟုတ်ခြေကျင်လည်းမဟုတ်မြင်းလည်းမစည်းရလက်ဆောင်လည်းမယူရ လက်ပလာ မောင်မင်းရဲ့သမီးဒီလောက်ပညာရှိနေရင်မနေ့ပြန်ကျွန်ုပ်ရဲ့ရှေ့တော်ကိုဝင်ခဲ့ရမယ်ဝင်တဲ့အခါအဝတ်လည်းမဝတ်ရဘူးကိုတုံးလုံးလည်းမလာရဘူးခြေကျင်လည်းမဟုတ်ဘူးနော်ဒါပေမဲ့မြင်းလည်းမစည်းရဘူးလက်ဆောင်လည်းမယူခဲ့ရဘူးလက်ချီလည်းမလာရဘူးအဲ့ဒီလိုမှားလိုက်တယ်တဲ့ဒီတော့ဆင်းရဲတဲ့သူလည်းအခက်ကြုံမြင်ပြီပေါ့လေဒီတခါတော့သမီးလည်းကြံနိုင်တော့မှမဟုတ်ဘူးအခုမှတကယ်အခက်တွေ့တော့တာပဲလို့တွေးပြီးအိမ်ကိုပြန်လာတယ်ဒါပေမဲ့သမီးလိမ္မာလေးကမပူပါနဲ့ဖေဖေရဲ့သမီးကိုမိုးဆိုးကြီးစီကိုသွားပြီးရုံတထုံနဲ့ငုံတကောင်ဝယ်ပေးပါလို့တောင်းဆိုလိုက်တယ်ဆင်းရဲတဲ့သူကလည်းသူ့သမီးလေးပြောတဲ့အတိုင်းမိုးဆိုးကြီးစီကိုသွားပြီးရုံတထုံနဲ့ငုံတကောင်ကိုဝယ်ခဲ့လိုက်တယ်နောက်တစ်နေ့ရောက်တော့သမီးလိမ္မာလေးကဝတ်တွေကိုအကုန်လုံးချွတ်ပြီးပိုက်ကွန်တစ်ခုကိုခြုံလိုက်တယ်အဲ့ဒီနောက်ငုံကလေးကိုလက်မကိုင်းဂျုံကလေးရဲ့ကြောကုန်းပေါ်မှာတက်စီးပြီးနန်းတော်ကိုဝင်ခဲ့လိုက်တယ်
ဇာဗင်ကြီးကလည်းနန်းတော်တကားကနေစီးကြိုပြီးနှုတ်ဆက်တဲ့အခါမှာပညာရှိသမီးလိမ္မာလေးက ရှင်မင်းကြီးအတွက်လက်ဆောင်တော်ဆက်ပါတယ် အရှင်မင်းကြီးအတွက်လက်ဆောင်တော်ဆက်တာပါတယ်လို့ပြောပြီးငုံကလေးကိုလှမ်းပြီးတော့ပေးလိုက်တယ်။ဇာဗင်ကြီးကလှမ်းယူလိုက်တဲ့အခါမှာငှက်ကလေးကဖလူးဆိုပြီးတော့ နှုတ်အလိုရှိတဲ့အတိုင်းလုပ်နိုင်ပါလေကဲပြောစမ်းပါဦးမင်းတို့အဖေဟာဆင်းရဲတယ် ဒီတော့ဘုရင်ကြီးကကျွန်ုပ်အလိုရှိတဲ့အတိုင်းလုပ်နိုင်ပါပေတယ်။ကဲပြောစမ်းပါဦးမင်းတို့အဖေဟာဆင်းရဲတယ်ဒီတော့ဘလို့များလုတ်ကင်ဆောက်တော့ကြပါသလဲလို့ဘုရင်ကြီးကသမီးလေးကိုမေးလိုက်တယ် ဖေဖေဟာမြစ်ထဲမှာပိုက်မထောင်ပဲကုန်းပေါ်မှာငါးဖမ်းပြီးကျွေးပါလေတဲ့ မှန်လားပါဖေဖေဟာမြစ်ထဲမှာပိုက်မထောင်မဲကုန်းပေါ်မှာငါးဖမ်းပြီးကျွေးပါတယ်လို့သမီးလေးမလေး ငါး ရှောက် ဖမ်း တင် နေ လိုက် ဆိုလို့ဖြစ်နိုင်ပါမလားငါဟာရေထဲမှာနေတာပဲ မှန်လားပါလှေးက ကုန်းပေါ်မှာငါးဖမ်းတယ်ဆိုတာဖြစ်နိုင်မှာမလားငါဟာရေထဲမှာပဲနေတာလေလို့ဇာဘင်းကြီးကပြန်ပြောလိုက်တယ်အဲ့ဒီအခါသမီးလေးမလေးက မှန် မှန်လားပါ လှေးက လှေကမြင်းကလေးမွေးတယ်ဆိုတာဖြစ်နိုင်မှာမလား မြင်းမကသာမြင်းကလေးမွေးနိုင် မြင်းမ မှာ က ပေါ့ သာမြင်းကလေးမွေးနိုင်မှာပေါ့လို့ပြန်လဲပြီးတော့ရှောက်တင်လိုက်တယ်အဲ့ဒီအခါဇာဘင်းကြီးကမြင်းကလေးကိုယူပြီးဆင်းရဲတဲ့သူပြန်ပေးလိုက်တယ်လေပုံမြင်လေးကတော့ဒါပါပဲကွယ်အချိန်ပေးပြီးနားထောင်ခဲ့ကြလို့ကျေးဇူးများတင် က ပါတယ် လေးတို့ရဲ့ပုံမြင်ကပါအပွားရဲ့ရင်ခွင် Yeah it's grandma's lap wisdom from the past